အားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ရဲ့ AHM 2D channel ကပြီးတော့ကိုမများအားလုံးကိုနှွေးထွေးစွာကြိုဆိုလိုက်ပါတယ်နော်ကိုများအားလုံးပဲကျွန်တော်တို့ဒီညဗီဒီယိုလေးကဆိုလို့ရှိရင်တော့မနေ့ပြန်26ရက်3လ2025ဗုဒ္ဓဦးနေ့အတွက်ကိုကျွန်တော်အနေနဲ့နေကုန်ကြီးတွေနေကုန်ဝမ်းချင်းတွေကိုပြမပေးခင်မှာပေါ့နော်နေကုန်ကြီးတွေနေကုန်ဝမ်းချင်းတွေဘယ်လိုထုတ်ထည့်ဆိုတာကိုအရင်ဦးဆုံးပြပေးမှာပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ကိုမတို့အနေနဲ့ကကျွန်တော်ရဲ့ဗီဒီယိုလေးကိုမကြော်ဘဲနဲ့တခါတည်းကြည့်ရှုပေးဖို့ပြောချင်ပါတယ်ဗျာနော်ဒါဆိုရင်ကျွန်တော်တို့မနေ့ပြန်အတွက်ကိုနေကုန်ကြီးတွေနေကုန်ဝမ်းချင်းတွေဘယ်လိုထုတ်တယ်ဆိုတာကိုရှာကြည့်အောင်ဗျာနော်ဒီဦးဆုံးကိုမတို့ကိုကျွန်တော်ကခုနေ့တော့တိုးတိုးနေပေါ့နော်ဒီဘက်ကထိပ်စီးမှုတမှုပြပေးမယ်ဒီဘက်ကိုကျွန်တော်ကဝိုင်းချင်းမှုပြပေးမယ်ပေါ့နော်ဒါကြောင့်မို့လို့ကိုမတို့အနေနဲ့ကနော်ဗီဒီယိုကိုပြီးဆုံးအောင်ကြည့်ပြီးသွားတဲ့အခါမှာဒီဗီဒီယိုရဲ့ comment ထဲမှာကျွန်တော်ရဲ့ Telegram channel link ကိုချပေးထားပါတယ်ကျွန်တော်ကိုအမြဲတမ်းအားပေးခြင်းနဲ့ကိုအများကနော်မ join ရသေးလို့ရှိရင်တခါတည်းတော့ရောက်ပြီးတော့ join ခဲ့ကြပါဦးလို့ပြောလိုက်ပြစီဗျာနော်ဒါဆိုရင်ကျွန်တော်တို့မနက်ဖြန်အတွက်ကိုမနက်ပိုင်းတီးတန့်ထိပ်စီးမှုလေးရှာကြည့်အောင်ဗျာနော်အဲ့ဒီမနက်ပိုင်းတီးတန့်ထိပ်စီးမှုလေးကဘယ်ကစမလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီသုံးလုံးပေါင်းချင်းတော့ပေါ့နော်64ခွန်6ကဲ4ရဲ့ပေါင်းချင်းဟာကျွန်တော်တို့3ညအဲ့ဒီ3ညရဲ့ခွန်ရဲ့ပေါင်းချင်းဟာခွန်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီနှစ်နဲ့ဒီနှစ်နောက်ပိတ်နဲ့ဒီထိပ်စီးနဲ့ပေါင်းဝေးခြင်းဟာနှစ်ခွန်ဖြစ်ပြရမယ်နော်ဒါကြောင့်မလို့ကျွန်တော်တို့ဒီနေရာမှာနှစ်ရှိတဲ့အတွက်ကြောင့်မလို့နှစ်ခွန်ဖြစ်အောင်ဆိုလို့ရှိရင်ကျွန်တော်တို့ခွန်နှစ်ထိပ်ဆိုပြီးထည့်ပေးရပါမယ်ဒါကြောင့်မလို့နော် sorry နှစ်ငါးထိပ်ဆိုပြီးထည့်ပေးရမယ်အဲ့ဒါကိုကျွန်တော်တို့နှစ်ထိပ်ဆိုပြီးတော့ဝင်ခဲ့တယ်ပေါ့နော်ကိုအများအားလုံးပဲနားလည်မယ်လို့ထင်တယ်ပေါ့နော်ဒါဆိုရင်ဆက်သွားကြည့်အောင်ဒီ3ဝယ်3ညရဲ့ပေါင်းခြင်းဟာ3ဝယ်6ကဲနော်3ဝယ်6ကဲ sorry ဗျာခဏလေးနော်ဘယ်ကစမလဲဆိုလို့ရှိရင် sorry ဗျာနော်ကျွန်တော်မှားသွားလို့ပေါ့နော်ဒီကပြန်ကြည့်မှာဗျာနော်ဒီတစ်လုံးပေါင်းခြင်းပေါ့နော်ဒီ6ကဲ4ရဲ့ခွန်ရဲ့ပေါင်းခြင်း6 4ခွန်3လုံးပေါင်းခြင်းပေါ့နော်6 4ခွန်3လုံးပေါင်းခြင်းကကျွန်တော်တို့ခွန်ဖြစ်တဲ့အတွက်ကြောင့်မလို့เนาะအဲ့ဒီခွန်ဒီခွန်ဖြစ်တဲ့အတွက်ကြောင့်မလို့ခွန်နှစ်ထိပ်ဆိုပြီးတော့ဒီမှာခြေကြပြရမယ်အဲ့ဒါကိုကျွန်တော်တို့6ရှိတဲ့အတွက်ကြောင့်မလို့နှစ်ဖြစ်အောင်ဆိုရင်6ထိပ်ထည့်ပြရမယ်ခွန်ဖြစ်အောင်ဆိုရင်1ထိပ်ထည့်ပြရမယ်1 6ထိပ်ကိုကျွန်တော်တို့6ထိပ်ဆိုပြီးတော့လည်းဝင်ခဲ့တယ်ပေါ့နော်ဒါကခုနကမှားသွားတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဆက်သွားကြည့်အောင်ဒီ3ညရဲ့3ဝယ်ပေါင်းခြင်းက3ဝယ်ဒီ6ကဲပေါင်းခြင်းက9ဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီ9ကိုကျွန်တော်တို့ဒီ3ညနောက်ပိတ်နဲ့ဒီထိပ်စီးနဲ့ပေါင်းခြင်းဟာ6လေးဖြစ်ပြရမှာပဲဒါကြောင့်မလို့3ညရှိနေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီနေရာမှာနော်6လေးဖြစ်အောင်ဆိုရင်4ကိုထိပ်ဆိုပြီးထည့်ပြရပါမယ်အဲ့ဒါကိုကျွန်တော်တို့62ဆိုပြီးထွက်ခဲ့တယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဆက်သွားကြည့်မယ်ဗျာနော်ဒီ2ကဲခွန်ရဲ့ပေါင်းခြင်း2ကဲခွန်ရဲ့ပေါင်းခြင်းဟာ9ရဲ့1ကဲပေါင်းခြင်းဟာ3ညဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့3ညပါဝါဒီ9เนาะအဲ့ဒီ3ညပါဝါဒီ9 3ည9ကိုကျွန်တော်တို့ဒီတင်းနောက်ပိတ်နဲ့ဒီနေ့မနေ့ထိပ်စီးနဲ့ပေါင်းမင်းချင်းဟာ3ည9ဖြစ်ပြရပါမယ်ဒါကြောင့်မလို့တင်းနောက်ပိတ်ရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့9 3ညဖြစ်အောင်ဆိုရင်ဒီနေ့မနေ့ထိပ်စီးမှာ4 9လို့ထည့်ပေးရမှာပေါ့เนาะအဲ့ကြောင့်မလို့ကျွန်တော်တို့ဒီမှာ1ရှိတဲ့အတွက်ကြောင့်မလို့1နဲ့9နဲ့ပေါင်းချင်းဟာ3ညဆိုပြီးခြေတဲ့အတွက်ကြောင့်4 9ထိပ်လဲဆက်ပြီးဝင်ခဲ့တယ်ပေါ့เนาะဒါဆိုရင်ကျွန်တော်တို့ထိပ်စီးဆက်ချကြည့်မယ်ဗျာเนาะ6ကဲခွန်ရဲ့ပေါင်းချင်း6ကဲခွန်ရဲ့ပေါင်းချင်းဟာ3ဝယ်1ကဲပေါင်းချင်းဟာ4ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီနှစ်နောက်ပိတ်နဲ့ဒီထိပ်စီးနဲ့ပေါင်းချင်းဟာ4 9ဖြစ်ပေးရမယ်ပေါ့နော်ဒါကြောင့်မလို့နှစ်နောက်ပိတ်ရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဒီမနေ့ထိပ်စီးမှာ4ဖြစ်ဖို့ဆိုရင်နှစ်ထိပ်ထည့်ပေးရမယ်9ဖြစ်ဖို့ဆိုရင်ခွန်ထိပ်ထည့်ပေးရပါမယ်ဒါကြောင့်မလို့ကျွန်တော်တို့နှစ်ထိပ်ဆိုပြီးဝင်ခဲ့တဲ့ကြောင့်မလို့4 9ဆိုပြီးဖြစ်ပေးတဲ့ကြောင့်ဆက်မှန်နေပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ခုနှစ်အင်ကာနေ့မှာလည်းပဲဒီထိပ်စီးကပေးလာဆိုရင်1ကဲ3ရဲ့ပေါင်းချင်းဟာ4ရဲ့ဟဲ့ဒီ6ကဲပေါင်းချင်း4ရဲ့6ကဲပေါင်းချင်းဟာ3ညဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့3ညပါဝါဒီ9 3ည9ဖြစ်ပေးရပါမယ်เนาะဒီရှင်းနောက်ပိတ်နဲ့ဒီအင်ကာနေ့မနေ့ထိပ်စီးနဲ့ပေါင်းချင်းဟာ3ည9ဖြစ်ပေးရပါမယ်ဒါကြောင့်မလို့ကျွန်တော်တို့3ည9ဖြစ်အောင်ဆိုလို့ရှိရင်3ညဖြစ်ဖို့အတွက်ဆိုရင်2ထိပ်เนาะ9ဖြစ်ဖို့အတွက်ဆိုကျွန်တော်တို့ခွန်ထိပ်ဝင်ပေးရပါမယ်အဲ့ဒါကိုမနေ့ကခွန်25ဆိုပြီးထွက်ခဲ့တဲ့အတွက်ကြောင့်ထိပ်စီးမူလေးကဆက်ပြီးတော့မှန်ခဲ့တယ်ပေါ့เนาะဒါကြောင့်မလို့ကျွန်တော်တို့မနေ့ပြန်ဗုဒ္ဓဦးနေ့တွေကိုရှာကြည့်မယ်ဆိုလို့ရှိရင်ဒီ1ကဲ3ဝင်ပေါင်းချင်း1ကဲ3ရဲ့ပေါင်းချင်းဟာ4ရဲ့3ရဲ့ပေါင်းချင်းဟာကျွန်တော်တို့ခွန်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီနေရာမှာ3နောက်ပိတ်ရှိနေတဲ့အတွက်ကြောင့်မလို့မနေ့ပြန်ဗုဒ္ဓဦးနေ့မနေ့ဒီ3နောက်ပိတ်နဲ့ဗုဒ္ဓဦးနေ့မနေ့ထိပ်စီးပေါင်းချင်းဟာကျွန်တော်တို့2ခွန်ဖြစ်ပြရပါမယ်ဒါကြောင့်မလို့2ဖြစ်အောင်အတွက်ဆိုလို့ရှိရင်3နောက်ပိတ်နဲ့ပေါင်းမယ်ဆိုရင်9နော်ခွန်ဖြစ်အောင်တဲ့3နောက်ပိတ်နဲ့ပေါင်းမယ်ဆိုရင်4ပေါ့နော်ဒါကြောင့်မလို့ဗုဒ္ဓဦးနေ့မနေ့ပိုင်းအတွက်ထိပ်စီးဒီ6လေးဆိုပြီးတော့ကျွန်တော်တို့ရပါတယ်နော်ဒါဆိုလို့ရှိရင်ဗုဒ္ဓဦးနေ့မနေ့ပိုင်းတီးတန့်ထိပ်စီးဒီ6လေးထိပ်စီးဖြစ်ပါတယ်နော်ဒါကြောင့်မလို့ကျွန်တော်တို့ကမနေ့ပြန်အတွက်ကိုမနေ့ပိုင်းတီးတန့်ထိပ်စီးရပြီဆိုတော့နော်မနေ့ပြန်အတွက်ကိုကျွန်တော်ကဝိုင်းချင်းမူလေးတမူပြပေးလိုက်မယ်နော်အဲ့ဒီဝိုင်းချင်းမူကတော့ကိုမများအားလုံးသိမှာပါနော်ဒီ4နဲ့2နဲ့ပေါင်းချင်းဟာ6နော်6ဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီ6ဒီသူ့အောင်မှာ6တင်ဝိုင်းချင်းဆိုပြီးကြပေးရမှာမဲ့ကျွန်တော်တို့2 6ထွက်ခဲ့ပါတယ်နောက်ပြီးလို့ရှိရင်2နဲ့6နဲ့ပေါင်းချင်းဟာ8ဖြစ်တဲ့အတွက်ကြောင့်မလို့8ပါဝါဒီ3 3ဝိုင်းချင်းဒီသူ့ရဲ့အောက်တစ်ပြင်မှာတနေကုန်ကြပေးရပါမယ်အဲ့ဒါကိုကျွန်တော်တို့83ဆိုပြီးလဲထွက်ခဲ့ပါတယ်နော်ဒါဆိုရင်ဆက်သွားကြည့်မယ်ဗျာနော်2ကဲခွန်3ညရဲ့ပေါင်းချင်းဟာ2
နှစ်ဖြစ်တဲ့အတွက်ကြောင့်မလို့နှစ်ပါဝါဒီခွန်နှစ်ခွန်ဝိုင်းချင်းဒီကျွန်တော်တို့သူ့ရဲ့အောက်တစ်ပြင်မှာကြပြရမှာကိုညနေပိုင်း62ဆိုပြီးထွက်ခဲ့ပါတယ်နော်ဒါဆိုရင်ဆက်သွားကြည့်မယ်ဆိုရင်6ကဲ1ကဲပေါင်းချင်းနော်ကျွန်တော်တို့6ကဲ1ကဲပေါင်းချင်းဟာခွန်ဖြစ်တဲ့အတွက်ကြောင့်မလို့ခွန်ပါဝါဒီနှစ်ခွန်ဝိုင်းချင်းဒီသူ့ရဲ့အောက်တစ်ပြင်မှာကြပြရမှာကိုကျွန်တော်တို့မနေ့ကောညနေရောထိခဲ့ပါတယ်နော်ဒါကြောင့်မလို့ဒီဝိုင်းချင်းမူလေးကတောက်လျှောက်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဆက်ယူကြည့်မယ်ဆိုလို့ရှိရင်9ရဲ့2ကဲပေါင်းချင်းဟာ1တိဖြစ်တဲ့အတွက်ကြောင့်မလို့ကိုမများလုံးမယ်1ပါဝါဒီ6 6ဝိုင်းချင်းဒီသူ့ရဲ့အောက်တစ်ပြင်မှာတနေ့ကုန်ကြပြရပါမယ်အဲ့ဒါကိုကျွန်တော်တို့မနေ့ပိုင်းမထွက်ခဲ့တယ်ဘူးညနေပိုင်း1 3ဆိုပြီးထိခဲ့တဲ့ကြောင့်မှန်တယ်ပေါ့နော်ဒါဆိုရင်ဆက်သွားကြည့်မယ်ဗျာနော်9ရဲ့8ကဲပေါင်းချင်းဟာကျွန်တော်တို့ခွန်ဖြစ်တဲ့အတွက်ကြောင့်မလို့ခွန်ပါဝါဒီနှစ်ခွန်ဝိုင်းချင်းဒီတနင်္လာနေ့တနေ့ကုန်မှာထိပေးရမှာကိုကျွန်တော်တနင်္လာနေ့မှာဆိုရင်23ဆိုပြီးထွက်ခဲ့တယ်ပေါ့နော်ဒါဆိုရင်အင်္ဂါနေ့မှာဆက်ပြီးလာကိုပေါင်းကြည့်မယ်ဗျာနော်နှစ်ကဲ3ရဲ့ပေါင်းချင်းဟာကျွန်တော်တို့9ဖြစ်တဲ့အတွက်ကြောင့်မလို့9ပါဝါဒီ3ည9 3ညဝိုင်းချင်းဒီအင်္ဂါနေ့တနေ့ကုန်မှာကြပြရပါမယ်အဲ့ဒါကိုကျွန်တော်တို့မနေ့ပိုင်း85ဆိုပြီးထိခဲ့ပါတယ်နော်ဒါကြောင့်မလို့ကျွန်တော်တို့မနေ့ပြန်အတွက်ကိုအချိန်ထက်ရှာကြည့်အောင်မယ်ဆိုလို့ရှိရင်ဒီ9နဲ့9နဲ့ပေါင်းချင်း9နဲ့9နဲ့ပေါင်းချင်းဟာကိုအများအားလုံးပဲနှစ်ဖြစ်ပါတယ်နော်နှစ်ဖြစ်တဲ့အတွက်ကြောင့်မလို့နှစ်ပါဝါဒီနှစ်ခွန်ဝိုင်းချင်းဒီကျွန်တော်တို့မနေ့ပြန်ဘုရားဦးတဲ့ကိုမှနှစ်ခုံဝိုင်းချင်းဆိုပြီးတော့ကြပေးမလားပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီဘက်ကနေပြီးတော့မနေ့ပိုင်းဒီတန်ထိပ်စီးမှုတမှုနဲ့နေကုံဝိုင်းချင်းမှုတမှုရရှိသွားပြီဖြစ်ပါတယ်နော်အဲကြောင့်မလို့ကျွန်တော်ကမနေ့ပြန်အတွက်ကိုနော်နေကုံကြီးထုံးမယ်ဆိုလို့ရှိရင်နေကုံကြီးကတော့ကျွန်တော်ကခုနပြခဲ့တယ်3ညတေ58နေကုံကြီးဖြစ်ပါတယ်နော်နေကုံဝိုင်းချင်းရဆိုရင်ကျွန်တော်ခုနပြခဲ့တဲ့6လေးထိပ်စီးကိုမှကျွန်တော်က6ထိပ်စီးကိုရွေးထားပါတယ်နောက်ပြီးလို့ရှိရင်ကျွန်တော်ခုနပြခဲ့တဲ့ဝိုင်းချင်းမှုကနေမှကျွန်တော်ကနော်နှစ်ခုံဝိုင်းချင်းကိုကျွန်တော်ကနှစ်ကိုရွေးလိုက်ပါတယ်နော်ဒါကြောင့်မို့လို့မနက်ဖြန်အတွက်နေကုံချင်းဒီလဲ6နှစ်ဝိုင်းချင်းနေကုံကြီးက3ညတင်58ဖြစ်ပါတယ်နော်ဒါကြောင့်မို့လို့နေကုံကြီးတွေနေကုံဝိုင်းချင်းတွေကတ်မယ်ဆိုရင်ကျွန်တော်တို့6နဲ့ပတ်သက်လို့ရှိရင်90 91နော်90 91 95 98ဆိုပြီးရမှာဖြစ်ပါတယ်เนาะနှစ်နဲ့ပတ်သက်လို့ရှိရင်လည်းကျွန်တော်တို့3ည2 1နှစ်နောက်ပြီးလို့ရှိရင်52နောက်ပြီးလို့ရှိရင်82ဖြစ်ပါတယ်เนาะဒါကြောင့်မလို့မနေ့ပြန်အတွက်ကိုမနေ့ပိုင်းကြီးတန်အတွက်ထိပ်စီးသမားများကတော့เนาะမနေ့ပိုင်းမနေ့ထိပ်စီးပေါ့เนาะမနေ့ထိပ်ကတော့ကိုမများလို့ကျွန်တော်ခုနပြခဲ့တယ်၄ကိုဖြစ်ပါတယ်เนาะ၄ကိုထိပ်စီးမနေ့ပိုင်းစောကျင်တဲ့သူများက၄ကိုထိပ်စီးဆွဲပါเนาะဒါကြောင့်မလို့မနေ့ပြန်အတွက်ကိုကျွန်တော်ကဒီ6နဲ့ပတ်သက်လို့ organ ထုတ်ပေးထားတာကိုထိပ်စီးမှုရှိတဲ့တဲ့ကြောင့်မလို့6နဲ့ပတ်သက်တဲ့ organ ဆော့မယ်ဆိုလို့ရှိရင်တဲဘိုကစားတင်ပါတယ်เนาะဒါကြောင့်မလို့ကိုမများအားလုံးပဲကျွန်တော်မနေ့ပြန်အတွက်ကိုရှာဖွေခဲ့တဲ့နေကုံကြီးတွေနေကုံဝိုင်းချင်းတွေနေကုံအောခွက်တွေနောက်ပြီးလို့ရှိရင်မနေ့ပိုင်းတီးတန့်ထိပ်စီးတွေထိပြီးတော့ပေါက်ကြပါစေเนาะကျွန်တော်ရဲ့ Telegram channel လေးကိုလည်းမ join ရသေးဘူးဆိုလို့ရှိရင်ဒီ video ရဲ့ comment ထဲမှာချပေးထားပါတယ် join ရသေးလို့ရှိရင်တခါတည်းတော့ရောက်ပြီးတော့ join ခဲ့ကြပါဦးလို့ပြောလိုက်ပါရစေခင်ဗျာ